ပြင်းတယ် ขี้เกียจ ပြင်းလိုက်တာ ขี้เกียจจัง အရန်ပြင်းတယ် ขี้เกียจมาก สวัสดีครับ ปิงกระบา โอเคဒီနေ့ကျွန်တော်တို့ထိုင်းလို့ပေါ့နော်ပြင်းတယ်ဆိုတဲ့အကြောင်းရောအလုံးနဲ့ပတ်သက်တဲ့အကြောင်းရောထိုင်းလို့ဘယ်လိုပြောမလဲဆိုတာကို sharing ပေးသွားမှာဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့ပြင်းတယ် ขี้เกียจ ပြင်းလိုက်တာ ขี้เกียจจัง အရန်ပြင်းတယ် ขี้เกียจมาก ပြင်းတဲ့သူလူပြင်း คนขี้เกียจ โอเคအလုတ် ทำงาน လုပ်တာ ทำงาน အလုတ်သွားတာ ไปทำงาน အလုတ်မသွားဘူး ไม่ไปทำงาน အလုတ်လုပ်လို့ရပြီ ทำงานได้แล้ว အလုတ်ရှာတာ หางาน အလုတ်ရှိလား มีงานทำไหม အလုတ်မရှိဘူး ไม่มีงานท ခွင့်ယူတာ ำลางาน ถ้าชอบคลิปนี้ฝากกดไลค์ กดแชร์ และกดติดตามด้วยนะครับ ขอบคุณครับ